အခုကျွန်တော်ရောက်ရှိတဲ့နေရာတော့ချင်းလန်းကောင်ဆယ်တွေကပြီးခဲ့တဲ့လာကတိုက်ခိုက်သိမ်းပိုက်လိုက်တဲ့တွန်းဆောင်ရဲစခန်းကုန်းဖြစ်ပါတယ်အခုကျွန်တော်တို့ဒီရဲစခန်းကုန်းမှာ ZRA နဲ့ကျွန်တော်တို့ဒီစကားစားနဲ့ဘယ်လိုပူပေါင်းပြီးတော့အနေသွားကြတယ်ဘယ်လိုပူပေါင်းပြီးတော့ကျွန်တော်တို့ဒီ PDF စကားစားကိုတိုက်တဲ့ရဲဘော်တွေ PDF ရဲဘော်တွေ CDF ရဲဘော်တွေCNF ရဲဘော်တွေအပါဝင်ပေါ့နော်အကုန်လုံးZRA နဲ့စကားစားကအပေါင်းပြီးတိုက်လားမတိုက်လားကျွန်တော်တို့တစ်ချက်လောက်မြင်ကြည့်မယ်နော်အခုနာမည်နဲ့အဆင့်လေးရထိုးအဆင့်ရပြီးတော့လုပ်တဲ့ချက်တော့ကျွန်တော်ပြောပြပါတစ်ချက်တောင်းဆိုလုပ်တဲ့20ရှိပါလုပ်တဲ့20တော့ပြီးတရားသိရတယ်ရန်ကုန်တိုင်း3ခွရန်ကုန်တိုင်း3ခွတင်တာအပတ်စံဘယ်လောက်လဲ3မျိုးဆောင်2000ခွဘယ်မှာတင်တန်းတက်လဲရမဲတင်ဒီမှာနေတာတော့တုံးတုံမှာတော်ဝင်ကြတာတော့ကြာတမီကြော်ပါလေပြီးတဲ့ခေါက်ကပထမဆုံးဒီကစင်နွားပေါ့နော်ဒီကမှုဖြစ်ခဲ့တော့ဘလို့ဒီစစ်အားရနေလေဦးတွေတက်ခိုက်တာရှိတာပထမခေါက်တော့မရောက်ဘူးဘယ်ချိန်မှရောက်လာကြတယ်တို့ကျွန်တော်တို့ဖြစ်ပြီးတော့ဘယ်လောက်ကြာဘယ်လိုရောက်လာကြလဲဟိုအကြီးပိုင်းနဲ့ချိန်ပြီးရောက်လာကြတာလားဒါမှမဟုတ်သူတို့ဘက်ကလာဒီတိုင်းမဲ့လာတာလားဘယ်လိုလာကြလဲတို့ဟုတ်တယ်ဒီတိုင်းမဲ့ဆိုင်နေအဲကြတော့ရဲဘက်ကနဲ့ဒီစစ်သားဘက်ကစကားဘက်ကမင်းမပြစ်ဘူးလားတို့လည်းကျွန်တော်ဟုတ်တာသူတို့လာမယ်ဆိုတော့တည်င်းကျူရထားတာရှိတာဒီဒီဘယ်သူသိမလဲအဲ့ဒါကြာအဲ့တော့ကျွန်တော်တို့ကြည့်ရာရှိရရှိတယ်အဲ့ဒါရှိမရှိဘူးတို့ရပါဘူးဒီအဲ့ပူလေးအောင်တို့ကခလန်းမရဘူးခလန်းအဲ့ဆိုတို့ကလာတယ်လာပြီးတော့ဒီမှာပဲဒီတိုင်းပဲဝင်ချလိုက်တာတို့ရောက်ပြီးတော့အဲ့ဒီမှာဝိတက်ကုန်းမှာပေါ့နေရာယူလိုက်တာအမင်းတော့မဖြစ်ဘူးပေါ့မပြစ်ခိုင်းတာလားမပြစ်တာလားကျွန်တော်တို့လည်းအဲ့လိုမတော်ဘူးတို့လည်းလုံးကြည့်တာဟုတ်လားဒါနဲ့ဒီမြူတွင်းနေမှာကြတော့အတူတူဟိုသွားလာတာကတော့ရှိခဲ့လားသူတို့ကမြူထဲမှာနေရာတွေယူထားတာယူရီကိုဟိုပဲစီဆိုင်တက်တယ်ဆိုတော့ဒီဘက်မှာပြင်နေတာနော်ကိတ်ကလေးတွေလောက်ကိတ်တို့ဆောင်းဒီစကားစားဘက်ကရောအဲ့ဒါသွားပြစ်မိန်တော့မရဘူးပေါ့မရဘူးသူတို့ကဒီကနေကျွန်တော်တို့ဒီဘက်ကနေပေါ့နော်ခင်ဗျားတို့ဘက်ကနေပြီးတော့ထောက်ပံ့တာတနတ်ဘောကြီးရောထောက်ပံ့တာရှိတာလာထုတ်တာရှိတယ်တို့ကျွန်တော်တို့အဲ့လိုမရှိဘူးဟုတ်လားအဲ့ဆိုအခုဒီခေါက်အဲ့ဒါပထမခေါက်ပေါ့နော်ဟုတ်ကဲ့တို့ကြဒီခေါက်ဒုတိယဖြစ်စဉ်မှာကြတော့သူကပြခတ်မှုဖြစ်စဉ်မှာကြတော့သူတို့နဲ့ဘယ်လိုမျိုးပူပေါင်းပြီးတော့တိုက်ကြတယ်အဲ့ဒါလေကျွန်တော်တို့ပူပေါင်းနေကြအဲ့ဒီခုဒီခေါက်မှာကျတော့ဘုံလူကြီးရှိဘုံလူကြီးတရားပူကြီးတယ်ဒီတရားပဲလားတက်ကပူကြီးလားအဲ့ဒီဖြူအားတွေတော့ဒီခါခဲရန်3000နဲ့ရရုံတော့စားကြတယ်ကျွန်တော်ရေခါကြောက်ခေါင်းကြောက်ဒီဘူးပါအဲ့ဒါတော့ထောက်ပံ့တာတစ်ခါပဲတွေ့ဟုတ်လားထောက်ပံ့တာကြသူတို့ဒီတက်ကုန်းထုတ်လာပြီးတော့လာယူလာတာဒါမှမဟုတ်ခင်ဗျားတို့ကသွားပူတာလားသွားပူတာမဟုတ်ဘူးသူတို့ကကားနဲ့လာတာဟိုဒီတက်ထဲဒီနတ်တလာယုံထဲဒီဟိုသူတို့လာယူတာပေါ့ကြီးက3000တနက်ကောအဲ့လိုတနက်မပေါ့လားအဲ့ဆိုသူတို့ရဲ့အခုတုံးနေတဲ့အိမ်မဲတနက်တွေကြတော့ဘယ်ကနေရတာအဲ့ဒါရသူတို့လာတဲ့တခါလေးပါတယ်ဟုတ်လားကြီးရပါကြီးတွေထောက်ပံ့တယ်ဒီကျွန်တော်တို့က9.56ပဲ
ကျွန်တော်ဒီခွန်တမ6ဟာကျွန်တော်ဖွဲ့6တူရော6နှစ်ပေါ့မပါဘူးပေါ့ G3 G မပါဘူးပေါ့ခင်ဗျာဒီမိတော့ကောင်ရောက်တယ်ရောက်သွားတာနားနေထောင်းတာပဲတို့လည်းတမတ်တယ်ပြောတာပဲကျွန်တော်တို့မကြတော့ရေဖုန်းနဲ့ကြတော့ဘူလီဦးစီးပဲရှိဘူလီနဲ့လည်းသူကအဆက်တယ်ရှိဒီနောက်ပိုင်းကဘုံမိုးရဲဘူလီရောက်လာတဲ့ချိန်မှာသူကြီးပိုင်းနေစကားပြောတာသူတို့အကြီးပိုင်းဆိုတာကဒီကလာတဲ့အကြီးပိုင်းမဟုတ်ပဲနဲ့သူဒီလာတဲ့ဖွဲ့ဒီလာတဲ့ဖွဲ့ကရောဒီအိန္ဒိယဘက်ကနေဝင်လာတဲ့လူတွေရှိလားဒီကြတော့မသိဘူးဒီကြသိမဲ့သူရောရှိနိုင်မလားဒီမှာကျတော့အထေကြတော့ကျွန်တော်တယောက်ဟုတ်လားကျွန်တော်ကလန်ဒန်လာရောက်လာလန်ဒန်လာရောက်ရှိမှာဘာကတခုရှိဒီလေချန်တယ်လို့ပြောတာဘာကတခုရှိဘုံမောက်လည်းမြေချပြတာကျွန်တော်ကဘယ်ဘန်ကကျွန်တော်ပါဝင်6ရောက်အဲ့မှာဒီလုံးဝထွက်လို့ရတော့တုံးကြီးကြတာအဲ့ကိုလိုကြပြီးဆိုမှကျွန်တော်ကိုဝိသနာကိုပေါင်းမနေ့ဆုံးပေါင်းနေချိန်မှာကိုဝိသနာရောက်တာစစ်လာတွေကဒီမှာဒီမိသက်ကုန်းမှာရှိတယ်ခမဲတော့ဒီမှာရှိတယ်ဒီအောက်မှာလည်းတို့ကသွားနေမှာပဲနော်ဟုတ်ပါဘူးဆိုတော့အဲ့ဒီမှာဟိုမပြစ်ခိုင်းမလားခမဲတို့ဒရမ်းမဲကြည့်နေရလားမပြစ်ခိုင်းဘူးဒရမ်းမဲကြည့်တာပေါ့ကျွန်တော်ပေါ်တို့ဒီမှာယူထဲမှာတို့ဆိုင်ကယ်တွေနဲ့တွားလာတယ်အဲ့မှာဂိတ်တွေနေတယ်ဆိုင်ကယ်တွေကစကြေးကောက်တယ်ပြောတာပဲကျွန်တော်တို့ကျတော့ကျွန်တော်ရဲ့ဖွဲ့တွေဈေးတွားတယ်လူကြီးတွေကပါတယ်ဒီကောင်နဲ့ပြဿနာမဖြစ်နဲ့အဲ့လောက်ပဲအဲ့လိုပဲမှာတာပေါ့သူတို့နဲ့ပြဿနာမဖြစ်နေဆိုတော့ဒီစစ်တပ်ထဲမှာထွက်ပဲနဲ့အတိုင်းတပ်ထဲမှာပဲနေနေရတော့ပြစ်တဲ့ချိန်မှာစစ်ချင်းလည်းမချဘူးနဲ့ချင်းလည်းချဘူးကြတော့လေကျွန်တော်တို့ကအထက်မှာလည်းဘုံဘုံလူကြီးတွေလည်းရှိတယ်သူကလည်းပြောတာချင်းချောက်ထားတာလည်းရှိတယ်ဘယ်လိုချင်းချောက်ထားတာဘာလို့ဆက်ပြီးမှစိတ်ကူးကြီးကျန်နေပေါ့သူကကြီးပြစ်တတ်မှာလည်းပြောတာအဲ့လိုလည်းရှိပါတယ်အဲ့လိုလည်းချင်းချောက်တယ်ပြီးတော့ထွက်မင်းတို့မသိအောင်ထွက်ပြတာလည်းသူတို့ပဲဟုတ်လားဘယ်ဘက်ကိုပြီးတော့ကြလဲဆိုတော့သူတို့ကတော့ဒီခါနေဆိုလာတော့အဲ့ကကတီးတိတ်ပါဆိုတော့ဓာတ်ရီပါဆိုတော့ကြီးရတော့ဘိုးလုံးကနောက်ကလည်းပြေးကျောင်းလည်းပြေးကြတာဟိုလူကိုယ်ပေါ့ဘယ်ဘက်ကိုဦးတည်ပြီးကြီးကြလဲဒီအောက်ကိုပဲဦးတည်ပြီးပြေးတာလားဟိုတောင်ကျောဘက်ကိုဦးတည်ပြီးပြေးတာလားဒီလမ်းအတိုင်းဦးတည်ပြီးပြေးကြလားပြီးတော့ကျွန်တော်တို့ကခုဆန္ဒလေးခုချချတော့သူတို့အဲ့တိုင်းပြေးကြတာလမ်းအတိုင်းပဲလားတော်လမ်းကိုပဲဖြစ်တာတော်လမ်းနေပြေးကြဟုတ်လားဘယ်နှယောက်လောက်ရှိမလဲသူတို့ကျွန်တော်တို့ခုဆန္ဒလေးခုချတော့15ယောက်လောက်ရှိမင်းတို့မခေါ်ဘူးသူတို့ကလေးတော်မကြည့်လေးတော်မကြည့်ဘူးငါလည်းတော့တရားရဟာဟိုဒီတော့နေလေးတွေကမပြတ်တတ်လို့ဘယ်နာတိုင်ရထားတော့ဒီလိုမျိုးအဲ့တော့ရမ်းတာမှန်တော်တော်တက်တာစီးဘူးပတ်တော့မင်းတို့လည်းမကြည့်တော့ဘူးဘူးကြီးတွေကကျွန်တော်တို့တိုက်မယ်ဆိုတာကြိုသိတယ်ကြိုသိထားမှာပေါ့နော်သူတို့ရရှိကြတော့တီးပြီးတော့အောက်လက်ကိုတိတ်ပြီးချပြကြသူတို့ကပဲဒီလိုနဲ့အဲ့ကိုနဲ့ဘုံတို့နဲ့ဘုံနဲ့ဆက်ပြီးလုပ်နေကျွန်တော်တို့လည်းနေရာယူခိုင်းတာဒီတိုက်ထားတာလည်းအဲ့ဒါကျွန်တော်တို့ထင်းကိုရှိခပ်ပါအဲ့ဒီတော့ကိုဆောက်တာဟုတ်လားဘုံခုဘုံမြို့မိုင်းမင်းမိုင်းရောဘယ်နှလုံးလောက်သူတို့မြို့ခိုင်းလဲအဲ့ဒါကျွန်တော်စစ်တဲ့နေတော့ချင်းဘုံကဒီမိုင်းတကားတော့မထောင်ဘူးအဲ့ဒါဟိုလမ်းတက်လျှောက်နေမိုင်းနေထောင်တာဘယ်သူပဲဖွဲ့ဖြစ်မလဲအဲ့ဒါကျွန်တော်လည်းဘုံဦးစီးတော့ဘုံဦးစီးတယ်ဘုံရဲ့ဦးစီးတွေဟိုတော့ပြီးတော့သူကကျွမ်းကျင်ထောင်တော့ဦးစီးကြည့်သူလည်းဟိုထွက်ကြည့်သွားတာပဲဟုတ်လားရှင်မလားမသိဟုတ်လားသူဦးစီးပြီးတော့ကျွန်တော်တော့မခေါ်ဘူးမခေါ်ပေါ့အဲ့ဆိုဒီထဲမှာရောဘုံထောင်တော့ကပါတဲ့သူရှိအောင်မလားဒီထဲမှာကျွန်တော်ကတပတ်တယောက်ပဲရှိတယ်သူလည်းမပါဘူး
အဲ့ဒီကဘုံမှုရခဏတည်းမှလည်းဘုံကြီးဇာတိစီကျူတုံးရသူ့ဝဲတော်တာသူကတွေ့ကြရရှိတုံးရပဲသွားထောင်လာလားကင်းနေပါရင်မပေါ့ပေါ့ဒီကနေကအဲ့မှာခုတော့ရဲဘော်တယောက်ပိုင်းဟုတ်တယ်ဘာပြန်လဲကနနဲ့ထောက်လိုက်အဲ့4ယောက်တော့ပဲသွားပေါ့ပထမဦးဆုံးပြီးခဲ့တဲ့နေ့ကပြစ်တုံးကလေတိုင်ရဘယ်လောက်ရှိမလဲအဲ့တော့ကျွန်တော်တို့က14ဦးပါ14ယောက်ပဲ14ဦးကဟိုကျောင်းမှာ9ဦးကျွန်တော်တို့ကဟို9ဦးဒီမန္တလာမှာဒါဟိုတက္ကရာ10က10ယောက်လောက်ရှိတယ်တက္ကရာ10ဟိုကလေးကလူကြီးညောအဲ့ဒီလိုဟိုတော့ဘုံမလေးစောင်းတော့တို့ရောပါအဲ့တော့ကလားအဲ့တော့ကဘယ်နှယောက်ကြလဲငါတို့ဘက်ကကျွန်တော်ဘက်ကတယောက်ပဲကြာပထမခောက်တော့ကလေတယောက်ရောတယောက်ကြာကျန်တဲ့သူတွေကတော့တန်ရကြတာရှိလားတန်ရတာမရှိဘူးအဲ့တယောက်ပဲကြာအဲ့ဆိုဟိုဒီနတ်တလကျောင်းထဲကနတ်တလဝန်းထဲမှာပဲကြာသွားတဲ့တယောက်ဖြစ်မှတင်တယ်အိမ်ထဲမှာမိုင်းမိထားတယ်မိုင်းလာကြည်လားမသိဘူးအဲ့တော့ကြည်မိတာအိမ်ထဲမှာပဲနော်နတ်တလအိမ်ထဲမှာပဲနော်အဲ့ဒီဘက်ဒီဘက်ချမ်းဘန်ကာနာမှာဘန်ကာရဲ့အိမ်နောက်နာလေးမှာဟုတ်တယ်မလားအဲ့တော့ခမရတို့ဘယ်မှာစုကြတယ်ကျွန်တော်အဲ့ဟိုနောက်မှာဟိုအဲ့ငကြင်းမီထားတဲ့နေမှာပါလားပြီးတော့နောက်နည်းနည်းမိုးလင်းခါနေမှာငကြင်းမီနဲ့ပြကြနော်အဲ့တော့ငကြင်းမီမရှိအ G4 လာတယ်ကျွန်တော်တို့အဲ့မှာရှိတာ40ရဲ့2ရဲ့အမီ2ရဲ့40ရဲ့ရေးတရားအဲ့ဒါပဲအဲ့တော့တယောက်အရန်တော်တဲ့လူတယောက်ရှိပါတယ်အဲ့တော့ဘယ်လိုလဲတက်ချက်အဆင်လားတတဆင်ပထမပွဲတော့အရန်တော်တဲ့တယောက်ရှိတယ်ပထမပွဲတော့အဲ့ဒီကဘေးတရားပြည့်ချင်တော့မရလိုက်ဘူးသူတယောက်ပဲကျွန်တော်တို့လိုက်ပြစ်နေတာဟောအဲ့ဒါခုပွဲကြမှာဟိုဒါကဒုတိယကြော်ရဲအောင်လည်းဟုတ်လားအဲ့တယောက်ပဲပြစ်တာကျွန်တော်တို့တွေမပြစ်ဘူးကျွန်တော်တို့ပြစ်တာမပြစ်တာအဲ့တယောက်ပဲလိုက်ဟိုဘက်မှာပြစ်လိုက်ဒီဘက်မှာတော့လိုက်ဟိုဘက်မှာပြစ်လိုက်ဒီဘက်မှာပြစ်လိုက်နေလို့နေတာဟုတ်တယ်မလားတယောက်ပဲလာလိမ့်ခံပြစ်နေတာခင်ဗျားတို့ကြီးထည့်ခိုင်းတာလားဘာသာတော့မသိဘူးတယောက်ပဲလိုက်ပြစ်နေတာအဲ့တော့ဘောရှုပြမိတဲ့အတန်တစ်ခုရှိပါတယ်ရှိပါအဲ့ဒါအမီတူအတန်မဟုတ်ဘူးနော်အမီတူအဲ့တော့ရှိအမီတူရဲ့40ရဲ့အဲ့ဒါဘေးတရားရဲ့ကျွန်တော်တို့40ပြည့်တော့အမှကားတောင်မီးလောင်သွားသေးတယ်လေဟုတ်တယ်နော်မီးလောင်တော့ထအောင်ကျွန်တော်ဒီမှာလည်းအဲ့40ရဲ့အမီတူရဲ့အဲ့ဘေးတရားရဲ့ကြီးဆိုအဲ့တုံးပဲဟုတ်လားဟုတ်ကဲ့G3 ရှိလိုက်တော့ရှိကျွန်တော်တော့1ရဲ့အမီ3ရဲ့အဲ့ဒါပဲဟုတ်လားအမီ1နဲ့အမီ3အခုအဲ့တည်းရောရေခုနပါနာမည်ကျော်ရဲအောင်ဒုတစ်ချက်သူရောဘယ်မှာလဲဟုတ်အမဒီဘက်ကလက်နှစ်ဖက်လုံးပြတ်သွားတယ်တီးသွားပြီလားကြီးပါကြီးတယ်ပေါ့ကြီးတယ်ပါလက်နှစ်ဖက်စလုံးကျိုးတော့ဒီလက်နှစ်ချောင်းပြတ်ဝီရုံးနဲ့ကြီးတယ်ပါကမပေါ့ရကလောင်ချက်ရှင်သူကတော့စစ်သားပေါ့သူတို့တက်ကဘယ်လောက်ရှိမလဲသူတို့က73လောက်ရှိ73ဘယ်တက်ကနေပြောင်းလာတော့သူကဒီဟိုဖလန်းဟိုက168တာလီကိုသူကအဲ့ရထိုးလူတွေကတော့တင်လာစင်းနေတာဟိုဒီ168ရောက်ကြကျွန်တော်တို့ကြတော့ဒီရောက်မှတွေ့